ကျွန်တော်ဒီ CapCut ကို internet ကနေပြီးတော့သူ CapCut website ရပဲ download လုပ်လိုက်တယ် install လုပ်လိုက်တယ်ဒါကတော့လွယ်လို့ကျွန်တော်မပြောတော့ဘူးဒီမှာကျွန်တော်ဘာအကောင့်မှမဝင်ထားဘူး pro လည်းမဟုတ်ဘူးဒီ CapCut တော့ကျွန်တော်တို့ internet ရှိဖို့လိုတယ်သူက internet နဲ့လုပ်တာဖြစ်တဲ့အတွက် internet ရှိဖို့လိုတယ်ပြီးတော့ VPN ခံဖို့လိုတယ်ကျွန်တော်မြန်မာကိုကန့်သက်ထားလို့နော် VPN လေးသုံးရမယ်ပြီးရင်ဒီမှာ setting ဆိုတာရှိရယ် setting ကိုနှိပ်လိုက်အဲ့ setting အောက်က setting ကိုပဲထပ်နှိပ်မယ်ဗမာသိမ်းမလဲဆိုတာကိုမေးတယ်ကျွန်တော် data E ကိုပဲရွေးထားလိုက်တယ် download to ကိုလည်းကျွန်တော် data E မှာပဲကျွန်တော်ရွေးထားတယ် select folder ပဲနှိပ်လိုက်မယ်ပြီးသွားရင်ကျွန်တော် save နှိပ်လိုက်ပြီးသွားရင်ဒီ create project ဆိုတာလေးကိုတစ်ချက်နှိပ် import ဆိုတာရှိတယ်ဒီဘက်မှာ media import ကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော် music lesson တွေကနိုင်ငံခြားစကားပြောတာလေးတစ်ခုဖွင့်လိုက်ပြီးတော့ introduction ဆိုတာလေးကိုထည့်လိုက်ပြီးရင်ဒီကောင်ကို plus နှိပ်လဲရတယ်အောက်ဆွဲထည့်လဲရတယ်မြန်အောင်လို့ကျွန်တော်တို့ခြုံလိုက်မယ်ဘာစာတန်းထုတ်မှမပါဘူးအဲ့ဒါကိုကျွန်တော်ဒီ text ကိုနှိပ်လိုက်မယ်ပြီးသွားရင်အောက်မှာ auto caption ဆိုတာရှိရယ်အောက်ဆုံးဒုတိယမြောက် auto caption ဆိုတာနှိပ်လိုက်ဒီမှာ English ကိုရွေးထားတယ်အောက်မှာထပ်ထည့်လို့ရတယ်ဥပမာကျွန်တော်မြန်မာလိုဆိုမြန်မာလိုထည့်လို့ရတယ်ဒါပေမဲ့သူဘာသာပြန်တာအဆင်မပြေဘူး Google Translate ထည့်တော့ဆိုတယ်အဲဒါကြောင့်မို့ကျွန်တော် generate ပဲနှိပ်လိုက်မယ်သူဒီမှာ auto caption ထည့်နေပြီ generating caption ဆိုပြီးတော့ပြီးသွားပြီဆိုရင်ကျွန်တော်ဆွဲကြည့်လိုက်စာတန်းထိုးတွေပါနေဒီစာတန်းထိုးကိုချဲ့လို့ရတယ်ခြုံလို့ရတယ်ဒီကနေ font size ကနေပြီးတော့လည်းနှိပ်ပြီးတော့ချဲ့လို့ရတယ်ခြုံလို့ရတယ်ကဲဒီနေထားလေးပဲရင်ထားလိုက်မယ်သူ့ကိုစာလုံးလေးနဲ့ထင်းအောင်လို့ကျွန်တော်ဘိုးဒီ pattern ဆိုတဲ့ B ကိုနှိပ်လိုက်စာလုံးလေးကပိုထူသွားပြီပြီးရင်အောက်မှာကျွန်တော်ကိုကြိုက်တဲ့အရာရွေးလို့ရတယ်ကျွန်တော်ဒီကောင်လေးရွေးလိုက်မယ်ထင်းလေးဟုတ်ပြီဒါဆိုရင်ကျွန်တော်စာတန်းထိုးထည့်ပြီးပြီဒီအောက်ကစာတန်းထိုးတဲ့ဗီဒီယိုနဲ့ကိုအကုန်လုံးကို mouse နဲ့ဆွဲပြီးတော့ select လုပ်လိုက်အားလုံး select လုပ်ပြီးသွားပြီဆိုရင်ညာ click နှိပ်လိုက်ပါ create compound clip ဆိုတာရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ဒီမှာတော့တပေါင်းတစ်စီးရဲဖြစ်သွားပြီခုနစာတန်းထိုးတဲ့ဗီဒီယိုနဲ့အဲ့ဒါကိုမှတစ်ခါညာ click တစ်ခါထပ်နှိပ်မယ် pre process compound clip ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မရှိရနော် pre process compound clip ဒါဆိုဒီမှာရာခိုင်နှုန်းတက်နေ process လုပ်နေတရားပြည့်တဲ့ထိစောင့်ရမယ်မတရားပြည့်သွားပြီပြီးသွားပြီဆိုရင်ကျွန်တော်ကွန်ပျူတာတွေက E ကိုသွားလိုက်မယ်ခုန save ရွေးထားတဲ့ E မှာ CapCut Drive ဆိုတာရှိတယ်အဲ့ဒါလေးကိုဖွင့်လိုက် CapCut Drive ထဲမှာ13335ဆိုရှိတယ်အဲ့ဒါလေးကိုဖွင့်လိုက်မယ်အဲ့ထဲမှာ resource ဆိုတာရှိတယ် resource ဆိုတာလေးတစ်ခါထပ်ဖွင့်မယ်အဲ့ထဲမှာ combination ဆိုတာရှိတယ် combination ကိုထပ်ဖွင့်မယ်ဒီမှာဗီဒီယိုပေါ်လာပြီဒီဗီဒီယိုကိုတစ်ချက်ဖွင့်လိုက်မယ် Why do I need to learn the inverted play on the drum set? Okay ဒါဆိုရင်ကျွန်တော်တို့စာတန်းထိုးဗီဒီယို Why do I need to learn that make up patterns? The more competent that you become, the better. အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်